အောင်မေမှာပေါ့လေတချို့ကလေကွာသချင်းတန်ကြလို့ဖျားဖြစ်တဲ့ဟာသချင်းဆိုတန်တဲ့ဘုန်းကြီးဆိုတော့သချင်းဆိုခြင်းဒါနဲ့အမီတွေလျှောက်ပေးနေတာပါကွာလို့လေအောင်းမေခြင်းအောင်းမေပဲလိမ့်မယ်တချင်းတန်ကြလို့ဖျားဖြစ်တယ်ဆိုတော့လေခမည်းတော်ပြည်မြို့ကကျုပ်ဟိုသချင်းလို့ဒီလိုဆိုလွန်တာပေါ့လှုပ်ချင်လှုပ်ကြပြီလိမ့်မယ်ဟုတ်တယ်လေဒီလိုဆိုလွန်တာပေါ့ဆိုတဲ့တချင်းကလည်းတပြေလုံးနှံ့သွားတယ်ဟိုမြို့ရောက်လဲဒီလိုဆိုလွန်တာပေါ့ဟိုရွာရောက်လဲဒီလိုဆိုလွန်တာပေါ့ဒီလိုဆိုလွန်တာပေါ့လွန်ကုန်ကြပါပြီယောက်ျားတွေမှဆိုတယ်အောင်မေမိန်းမတွေကလည်းရှင်လဲပဲလွန်တာပေါ့နော်ဝက်ပေါက်လို့သူခင်းနဲ့သူပေါ်တဲ့သချင်းတွေအပြစ်တင်စရာမလိုပါဘူးဤထဲဆန်ရှားစီရှားပါတယ်ဆိုမှဟိုသချင်းရရှိသေးရှိတော့ရှိတယ်ရှားတယ်ရှိတော့ရှိတယ်ရှားတယ်သူခင်းနဲ့သူပေါ်လာဒါကြောင့်တရားနာပရိသတ်ကြီးဒီလိုဆိုလွန်တာပေါ့လဲမလုပ်ကြနဲ့သချင်းတန်ကြလို့ဖျားဖြစ်တယ်ဆိုတော့ဖေတော့မောင်တော့သချင်းမဟုတ်ဘူးဗျဖျားဖြစ်လို့တဲ့သချင်းဆိုတာတော့ကြသဘောပေါက်လာပါလိမ့်ကျုပ်ကလည်းသချင်းနေနဲ့ပတ်သက်ပြီးတော့ဝါဒနာအမတန်ကြီးခဲ့တဲ့သချင်းမှာဘုန်းကြီးပါတရားနာပြိဿဝါဒနာကြီးလုံးလို့ဒီဝါဒနာကြောင့်လည်းကျုပ်ဒုက္ခဖြစ်ခဲ့ဘူးပါတယ်ဒုက္ခဖြစ်တာလေးပြောရအောင်ကျန်ဒီကမှတရားနာပြိဿမောင်မြတ်မောင်ဆိုတဲ့လူတယောက်ရှိတချင်းဆိုအင်မတန်ကောင်းကြောင်းရောက်လာရင်သူကဘင်ဂျိုလေးနဲ့ကျုပ်ကလည်းသူရောက်လာမှစီးတဲ့ဝါးနဲ့တွေ့ရကဲမင်းတီးกว่าငါစီးဝါးလိုက်နောက်ငါတီးမဟဲ့မင်းစီးဝါးလိုက်သူတချင်းဆိုကျုပ်ကစီးဝါးလိုက်အဲ့ဒီသချင်းကျုပ်ကအတော်သဘောကျတယ်နိုင်ငံတော်ခေါင်းဆောင်ကြီးများကြဆုံးတဲ့သချင်းစစ်ကြီးလားစစ်လေးလားမသိပါဘူး6ခွဲလား9လဲမှလားမပြောတတ်ဘူးအဲ့ဒီသချင်းကျုပ်ကရေးယူတယ်အတန်သွားနားထောင်ရင်ငါဆိုကြည့်မယ်မင်းစီးလိုက်ဟဲ့အဲ့ဒီဝါဒနာပရိသတ်နည်းနည်းလေးနားထောင်ကြည့်ဦးမလားဆိုရမှာရှက်ရောပေါ့ပရိသတ်ကနားမထောင်ကြတော့ဖြေမှန်းဖြေပဲကျုပ်ကတော့ကြဘုန်းကြီးဆိုတော့ကရုံးကြီးနဲ့ကောင်းမှုဗျပရိသတ်ကြီးဟိုကျုပ်ဝါဒနာပါတာလေးပြောမလို့နည်းနည်းလေးနားထောင်ကြည့်ဦးမလားမှန်တောင်းဆိုမဲ့လူလည်းရှိသားနော်ဒါကျုပ်ပြစ်လွတ်တာပေါ့လေဘုန်းကြီးကသချင်းဆိုတော့ကွာဆိုသူတို့ကနားထောင်နေတယ်ဆိုလို့ပါဗျာလို့နားထောင်ကြည့်တရားနာပြိဿဗမာပြေလွတ်လာရဲ့ကိုအောင်မောင်းကိုင်ငါအခါကကြံရွယ်ဖြစ်ရတဲ့ကံကြမ္မာရဲ့ရဲဝအောင်ဆောင်ပါတယ်တော့ရဲအလုံးလေးငါပြစ်ထားတာကိုအဖျားတော့တတ်ကြဘုန်းကြီးအကုန်ဆိုလို့မကောင်းဘူးမကောင်းမလို့ငါများမချမ်းဘူးတလုံးချမ်းတာဟဲ့နားထောင်ကြည့်ဗမာပြေလွတ်လာရဲ့ကိုအောင်မောင်းကိုင်ငါအခါကကြံရွယ်ဖြစ်ရတဲ့ကံကြမ္မာရဲ့ရဲဘောအောင်ဆောင်ရော်ရဲကြီးဟဲ့စီးကိုက်ဝါးကိုက်လှုပ်စမ်းပါပါတယ်ပြစ်တစားမိစ္ဆာတတ်လို့ညတမတနာပဲပြုရလေတော့အဲ့ဒါလူမပေါ့ဇာတသစိတ်မွေးလို့ပြုရှာကြတယ်လူပါလာရဲ့တဘောကြရင်တဘောတက်မယ်အောင်မန်းကိုစုခူးမယ်ဗမာရဲ့မန္တိုင်းရင်ရိုင်းနွမ်းပေါ်ကွယ်ညီညာရစီကွယ်ဗမာလူလူရဲ့တရားနဲ့ညီစွာဗမာမှန်ရင်သွေးနဲ့လေယာ
နော်ငါတပည့်များတလုံးနဲ့ဆိုရတာဖသငါငါကြီးမနေဘူးလားလေနေပါစီတလုံးငါဆိုကြတော့ပြီးတော့ဗါတဲ့တိုင်းသားပြည်သူလူလူအများရဲ့မချိစရာဖန်လာပြန်နဲ့အမိမေသာရင်နဲ့ငါလိုခိုးကိုရမယ်ကြုံလာပြန်တော့တဲ့တိုင်းသားပြည်သူလူလူအများရဲ့မချိစရာဖန်လာပြန်နဲ့အမိမေသာရင်နဲ့ငါလိုခိုးကိုရမယ်ကြုံလာပြန်တော့အိုးဒီလိုဆိုရမှာနော်ဖေကြီးတို့မဟုတ်ဘူးအိုကသုံးလုံးရေးထားတာကိုဗျအိုဆိုဘဲနဲ့လှုပ်စီးကြိုက်ဒီလိုဆိုရမှာသချင်းဆိုတာအိုးကြည်မြည်တသွဲသွဲစီမနိုင်တောင်းမရတဲ့နင်တို့မိစ္ဆာလက်ချက်ဦးလို့ဦးမြနဲ့ဆရာချိုးရဲ့ဆရာရာဇက်နဲ့မန်ပါခိုင်တို့ယေမရဏလန်ကိုမြောင်မြန်ရရှာတဲ့ညီနောင်နှစ်သွဲမှန်းမျောလို့ရဲ့ဇာတာတခွင်ဆန်းကျဲလာတဲ့မလျှော့ကြနဲ့ပမာတို့ရဲ့နောင်တဘူကြရင်လက်တွေ့ပြရာဘာပြောကျင်သေးတယ်အစင်းကိုပြေလို့အတန်စမ်းကြည့်တာပါကျုပ်တန်ကန့်နေလို့ခံကြမကြဟာလန့်တာကွာအော်ဓာတ်ပုံရိုက်တာနဲ့တူပါရဲ့ငါရန်ကုန်နှညာဟောကွယ်ပရိသတ်2000ကျော်လိုက်နဲ့ရက်လိုက်တဲ့ဓာတ်ပုံရှန်သိပြတဲ့တိုင်းမှာတဝင်းဝင်းနဲ့တခါတခါလန့်သွားကဲကြည့်တော့ကောင်းပြီလေတရားနာပြိဿကျုပ်အတန်ကအော်ရင်တော့ဟန်ကြပါအခုကျုပ်လာနှိပ်ပေးနေတဲ့တရုတ်ကြီးလို့ပေါ့ဟုတ်တယ်နဝင်းကတရုတ်ကြီးလေစကားပြောပဲတော့မှမဖြောင်းဘူးဆရာတော်ဖယားမထစ်နေတာဒီထက်တရားနာပြိဿဘရုမဒေဝီတချင်းမြသူကကျုပ်ဆိုပြတချင်းဆိုတယ်တလုံးမှမထစ်ဘူးကျုပ်တန်လည်းတရုတ်ကြီးလို့ပေါ့လေကျုပ်တန်လည်းတရုတ်ကြီးလို့ပေါ့တရားနာပြိဿတလုံးမှမထစ်တယ်လို့ပေါ့တရားနာပြိဿနည်းနည်းလေးဆိုကြည့်လိုက်တော့လေကျုပ်တန်ဆင်ပြေပါတယ်တရားနာပြိဿကဲဒီတော့ကောင်းပြီတရားနာပြိဿအခုခမည်းတော်ကိုပြောနေတဲ့တချင်းကိုဆိုပြီးတော့ဘုန်းကြီးလေတင်တန်းတက်ထားအဲ့ဒီဘုန်းကြီးနဲ့တချင်းဆိုပဲဖြစ်တဲ့မောင်မြတ်မောင်တရားနာပရိသတ်ရေဘာအကြောင်းကြောင့်ရေတော့မသိဘူးပေါ့တောင်ပြုံးပွဲတွင်ကြီးကျိုးစွဲချသေးပါရောပရိသတ်ရေပရိသတ်ကြီးမောင်မြတ်မောင်ပါဖြစ်ကျိုးစွဲချသေးတယ်ကျိုးစွဲချသေးတော့ကျုပ်လည်းမနေနိုင်လို့သွားကြည့်တယ်တရားနာပရိသတ်လေမင်းကရှည်ကြီးမျက်လုံးညပြူးလို့ရှာကြီးကထွက်တဆေးမကြောက်ဘူးပါဘူးဘုန်းကြီးပြန်နေခဲ့လှပါပြီမသားရေနာစောင့်ခဲ့လှပါပြီတဆေးမကြောက်ဘူးပါဘူးအဲ့ဒီနေ့ကတော့နေဝင်ဤသေးရောလေးကြောင်းပြန်တဲ့ဓမ္မီလည်းမပါဘူးအသားမိကြီးလေးခါကြညှက်လို့ကျုပ်ကတိုက်ထဲတရားနာပြိဿတယောက်ထဲအိတ်တော့တိုက်ထဲဝင်မျက်မှောင်ရဲ့မျက်နှာကျုံမျက်စီတွေကမထွက်ဘူးကြောက်လိုက်တဆေမကြောက်တဲ့ဘုန်းကြီးဒီထဲတရားနာပြိဿကြောက်နဲ့တကားပေါက်ကလေးဖွင့်ပြီးတော့ကျုပ်ဝင်သွားတာကျုပ်တကားပေါက်လေးဖွင့်ပြီးတော့တိုက်ထဲလဲဝင်လိုက်ရောတရားနာပြိဿကြောက်နဲ့အကွာဘာပြောကောင်းမလဲပရိသတ်ကြီးဝေါင်းဆိုခုတ်ချဟာကျုပ်လှမ်းသွားတန်တော့မျက်မှောင်လိုက်လာပြီတရားဟောဘုန်းကြီးမလိမ္မာဘူးကြောက်တာအဲ့ဒီတုန်းကမျက်မှောင်လိုက်လာပြီဆိုပြီးတရားနာပြိဿကြောက်နဲ့ဓမ္မီကလည်းမပါတော့ခါးကြားညှက်ထားတဲ့အသားမီးကြီးဆံကလေးထုတ်ပြီးချစ်မလို့လဲရွယ်လိုက်ရော
ညောင်းသေနာဘောအကြောင်းဘယ်အချိန်ကကြောင်အိမ်မော်တက်နေမှမသိကျောင်းရောက်မှခုန်ချလိုက်တော့ကျုပ်မျက်မှောင်ထင်တာဗောစိတ်ပေါက်ပေါက်ရှိတာနဲ့အဲ့ဒီကြောင်ကျုပ်ရိုက်ထုတ်ကံကောင်းလို့ကြောင်မကျိုးတယ်ဝါဒနာပရိသတ်ဒါကြောင့်တရားနာပရိသတ်ကြီးဝါဒနာပါသောလည်းပဲတရားနာပရိသတ်အားဒီကနေ့သချင်းဆိုခြင်းလို့ရိုးမယ်ဖွဲ့ပြီးတော့သချင်းတန်ကြဖျားဖြစ်လှုပ်လိုက်ခြင်းမဟုတ်ပါဘူးဗျာဒါကြောင့်တရားနာပရိသတ်အားဒီဝါဒနာကြောင့်ဒုက္ခဖြစ်ခဲ့ပုံလည်းပြောပြပြီးပါသဖြင့်သချင်းတန်ကြဖျားဖြစ်ဆိုတာလေးနည်းနည်းပြောကြစို့ဒီမှာမဟုတ်ပါဘူးပြိဿသိဟိုမှာပေးစာကြည့်ဘယ်မှာတော့သိဟိုမှာတရားနာပြိဿအဲ့ဒီသိဟိုမှာတရားနာပြိဿရေခလေးမလေးတယောက်ဟောကျွတ်တို့အဖေနဲ့တကွာသား9ယောက်အဖေနဲ့သား9ယောက်နဲ့ပေါင်းတော့10ယောက်ပေါ့ပင်မင်းပန်းမနဲ့တော်တဲ့ကပြန်အလားရွာရဲရောက်တော့မောင်းတောင်းသမားကလေးတယောက်တချင်းဆူသံကြားရရက်နာထောင်လိုက်ဟဲ့သားမြနာထောင်သားတချင်းဟဲ့နာထောင်စားဟဲ့ဆိုတော့ကလေးမလေးဆူလိုက်ဇရာယပရိမာရိတံမိလာတသမ္မာနေတိတံမရဏိဘိဇတိဧတံမေသုသဂသမမိတ်တံဒါပဲတချင်းဆိုတာဒီတိုင်းဒါကျမ်းဂန်နဲ့ပါတယ်ပါဠိဒါဘုန်းကြီးပြောနေတာတချင်းဆိုတော့လေတရားနာပရိသတ်ရေတချင်းတာနဲ့တော့တူအောင်ဆိုမှဖြစ်ရိုးရိုးကတော့ဒီတိုင်းပဲဇရာယပရိမာရိတံမိလာတသမ္မာနေတိတံမရဏိဘိဇတိဧတံမေသုသဂသမမိတ်တံတချင်းလို့ကျမ်းဂန်နဲ့ပြထားတော့ကလေးမလေးဆိုတာတချင်းတာနဲ့တူအောင်တော့ကျုပ်ဆိုပြရဇရာယဟာပရိမာရိတံမိလာတသမ္မာနေတိတံတူတော့ဘူး9 ငါပါဠိပဲမျက်စိလည်မသွားနဲ့ဇရာယဟာပရိမာရိတံမိလာတသမ္မာနေတိတံမရဏေဘိဇတိဧတံမေသုသဟာကသမမိတ်တံဆိုလိုက်ပါဠိဆိုတော့သချင်းနဲ့တော့တူသွားပြီဘိသကြီးသဘောကိုနားလည်သေးရဲ့လားဒါကိုနားလည်အောင်ရေးထားတဲ့ဆိုကြည်စံနောက်ကအားလုံးဤခန္ဓာရွင်ရပြအောင်ဖြစ်တဲ့ဇရာပါနောက်ကလူတွေအကုန်လုံးဆိုကြကျုပ်ကလေးတွေနဲ့ကြီးပြည့်မထားနဲ့တရားတောင်းတဲ့အဖွဲ့နဲ့ကြီးပြည့်မထားနဲ့နောက်ကအကုန်လုံးဆိုကြဟဲ့ရှေ့ကတပည့်တွေကလည်းပဲနောက်ကလူတွေရောရောင်လိုက်လာအောင်ကြဲကြဲလေးသာဆိုဟဲ့နားထောင်တော့ဖျားဖြစ်တဲ့သချင်းဆိုသားမဤခန္ဓာရွင်ရပြအောင်ဖြစ်တဲ့ဇရာပါတချင်းဆိုလို့အမှတ်တမဲ့နားမထောင်နဲ့ကလေးမလေးကဘယ်လိုဆိုလိုက်တာတို့ဒီခန္ဓာကိုယ်ကြီးပျက်စီးအောင်ဖြစ်စည်းတာဇရာတရားတဲ့အဖေကြီးတို့အမေကြီးတို့ဇရာတရားတဲ့ပြုတ်အခု15နှစ်16နှစ်အရွယ်လေးတွေနဲ့50ကျော်60အဖေကြီးအမေကြီးတို့ခမည်းတော်နဲ့တူသေးရဲ့လားကလေးလေးတွေအားပဲမတူဘူးပြောရှာရင်လာပြီခမည်းတော်ဆွေးလာပြီအိုးလာပြီဖေကြီးမေကြီးတို့ဒါပါလဲဇရာတရား15နှစ်16နှစ်ခမည်းတော်သားသမီးတူမလေးတွေလောက်ခမည်းတော်မလှကြတော့ပြီခန္ဓာကိုယ်ကြီးရုပ်ပြက်အောင်ဖြည့်ဆည်းလာသည်ဘသူလဲဇရာတရားရင့်လာပြီဆွေးလာဖေကြီးမေကြီးတို့ကိုပြန်ကြည့်စမ်းမဆန်နေဖြူပြီးသွားတွေကြိုးပြီးပြေးတွေတွန်းပြီးခင်ဗျားတို့လက်သက်အရင်ကလေးတွေမှာပြန်ကြည့်ကြငယ်ငယ်တုန်းကလို့အဖြူရည်ကလေးတွေမရှိတော့ဘူးဖေကြီးမေကြီးတို့ရင့်ကုန်ပြီဗျ
ဒါကြောင့်ကလေးမလေးဆိုတဲ့သချင်းမြဖျားဖြစ်တာလည်းမပြောနဲ့ကဲဆိုသားမဤခန္ဓာရွင်ရောပြအောင်ဖြစ်တဲ့ဇရာပါညွန်းဝငါရေပါမိရရှာတေချာဆိုဟိညွန်းဝငါရေပါမိရရှာခန္ဓာကိုယ်ကြီးပေါ်ဖုံးလွှမ်းထားတဲ့ညှိုးနွမ်းတဲ့အရေပါးလေးကိုမိနေပါတယ်တဲ့ဗျခမည်းတော်ခန္ဓာကိုယ်ဖုံးလွှမ်းထားတဲ့အရေပါးလေးပြန်ကြည့်စမ်းမြပေးသားကြီးချင်းကြိုက်တော့ရဘူးလားဆောင်းတွင်းမချမ်းဘူးလားຫນွေကမပူဘူးလားကြဘိုးကြိုက်ရဘူးလားဆူဆူမနာဘူးလားဓာရှာတော့နာရာပေါ့ကြည်သရီးနဲ့မှန်တော့ဒီခန္ဓာကိုအရေးပါလေးဘယ်ဓမ္မမခံနိုင်ဘူးတဲ့တရားနာပိဋကရဲ့ဘယ်လိုဓမ္မမခံနိုင်တဲ့ဟောဒီအရေးပါလေးနဲ့မှီပြီးတော့နေရတယ်ကြည်တရားနာပိဋကသေးသေးချာချာမြို့သူတွေနဲ့တောသူတွေရှင်းကြည့်စားတောသူတွေဆိုတာနေဘူးတဲ့ထွက်နေကြရွက်ကြမ်းရေကျိုးနွားနှကောင်နဲ့လင်ထွန်လိုက်ရအောင်မလားထင်းခုံးလိုက်ရအောင်မလားတောင်းကြီးတွေရွက်လိုက်ရအောင်မလားရတယ်ဒါပေမဲ့လို့ဟောဒီမြို့မှာနေတဲ့တဏခပမှာခြေစုံကောင်းစုံလိမ့်နေတဲ့မိမတွေတောသူလေးတွေလို့3 နာရီလောက်နေဘူးတဲ့ထွက်ကြည့်သေတော့မှမျက်နှာကြီးကြလို့ရှုံမဲမခံနိုင်ဘူးကြမ်းနေတာဒီထဲဘာပြောတော့မအရေးထမ်းနေတော့ကိစ္စမရှိဘူးတဲ့နေဘူးတဲ့ထွက်တာတဲ့ငါအသားတွေမွဲ6ကြီးအရေးပါပူတဲ့ဓာတ်လည်းမခံနိုင်ဘူးအေးတဲ့ဓာတ်လည်းမခံနိုင်ဘူးမှန်လားတရားနာပိဋကကြီးဒါပေမဲ့လို့နေဘူးတဲ့နေပါများတဲ့လူကအရေးထဲနေတဲ့လူတဲ့တော့ဓာတ်ခံနိုင်တယ်သဘောပေါက်ရဲ့လားပိဋကကြည်တရားနာပိဋကကြီးအဲ့ဒီအရေးပါကိုမှီတဲ့အကြောင်းကိုလည်းဟိုကဆိုပြ။ကဲဆိုလိုက်စမ်းပါညွန်းဝငါအရေးပါမိရရှာအဟုတ်ပင်သေးမမလွဲပါဘုန်းကြီးမို့ရိုးဆိုပေးနေတာနော်အိမ်ကြတစ်မျိုးဆိုခြင်းဆိုပေါ့အဟုတ်ပင်သေးမမလွဲဟာဒီလိုသွားရင်သွားဟာအိမ်ကြတော့ဘုန်းကြီးမို့ရိုးဆိုပေးနေတာကဲဆိုသားဟိအဟုတ်ပင်သေးမမလွဲပါဒီခန္ဓာကိုယ်ကြီးကဇာတိစလာတာတနည်းသေးရမှာတဲ့ကလေးမလေးကဘာတဲ့ဆိုလိုက်စမ်းမတကယ်ပင်စိတ်ခါသေမင်းအစာဖြည့်ဝင်နေတော့ဒါအဲ့ဒါခုနှစ်ကကလေးမလေးဆိုတဲ့ပါဠိသချင်းရဲ့အဓိပ္ပာယ်အပြည့်ဗျခန္ဓာကိုယ်ကြီးပြည့်စည်အောင်ဖြစ်စည်းတာဇရာတရားခန္ဓာကိုယ်ဒီညှိုးနွမ်းတဲ့အရေးပါကိုမှီထားလို့ဘယ်ဓမ္မမခံနိုင်မှတ်ထားနော်သေချာတနေ့ဒီခန္ဓာကိုယ်ကပြည့်စည်ပြီးတော့သေရဒီခန္ဓာကိုယ်ဒီတနေ့ကြတော့သေမင်းရဲ့ခံတွင်းကိုသက်ဆင်းရမယ်ဒီသချင်းဆိုလိုက်တော့တရားနာပိဋကသားအဖ8ယောက်လေဟဲ့သားများနားထောင်သားခန္ဓာကိုယ်ကြီးကိုပျက်စီးအောင်ဖြစ်စည်းတာဇရာတဲ့သားတော်မင်းတို့8ယောက်နဲ့အဖေနဲ့မတူပါဘူးအဖေကအိုပြီးမင်းတို့ရဲ့ရုပ်အဆင်းပြက်ပြီးဇရာကြောင့်ကလေးမလေးဆိုတဲ့သချင်းသိမ့်မှန်တဲ့ကွညှိုးနွမ်းတဲ့အရေးပါကိုမှီတဲ့သားတို့အဖေတို့ရဲ့ကြည်စမ်းမှအရေးပါနေဦးတွေကလာတော့အမတန်ညှိုးနွမ်းနေတယ်တနေ့တော့လေသေမာတဲ့သားတို့ရဲ့တနေ့ဒီခန္ဓာကိုယ်ကြီးသေမင်းခံတွင်းကိုသက်ဆင်းရမှတဲ့ကြည်နော်တချင်းတန်ကြလို့ရနာထောင်ကြနောက်ကလေးမလေးကတပုတ်ထဆိုတယ်ပြိဿကိမိ
na alaya down nana kuna baburi down atu sivasana down karali khanda thamang ida lu so lai pya ma he Peda ji so lai pai ma lo thabo pauk ye la pauk pa bu phaya Hey Pali so do so san ja lai pai ma Payitha ji thabo pauk ye la Hey, mambao thế ra của tao bố bọc ông không như vậy tha để cái số gì sao mà bố miêu xí xe kia mi ya khana cô gì đấy mà hết khana cô gì đấy mà hết bây giờ gì bố miêu bao lâu đấy bố miêu xí xe xí à con gì là à miêu là hết à miêu xí thế ra nó Cha trong manu tata bawa trong là bao lũ ấp hiện ya ghế để lũ phải ho ra bao. Tí thế đã cho lũ đi cả tâm nga sang à phải ya ra cả cặp ya cái chó lũ. Qua đây lũ ấp hiện ya ghế để manu tata bawa trong là bao số ra không một thiên ba bù đấy. Lũ ấp hiện ya ghế để số em miêu để chín toa mà bao đấy, doa để nghe toa mà bao đấy, lũ để yo toa mà bao đấy. À khu đó miêu để chơi ya, doa để chơi ya, ai này sao ya? Mía đồng là gì đấy Hey lúc khi ya cái đấy số ra hậu phu qua đấy lùi qua đấy cố là sẽ là số đại nhau bây giờ tôi khá sáng nay lùi bây giờ họ phải gì biết cố là sẽ là tụ đô đại nhau mía nào là tuột để đại nhau nào bây giờ gì cái lúc khi ya cái vùng châu cả khăm nhà rồi từ cha cha bia mẹ bây giờ gì khăm nhà rồi đây này sao mà thà bu la Chú xích xinh mà Sao dùng này lũ đi sáng là ông là em mà sao ra đây lũ ạ mía chứ bà nó Không thế em xí ra mà xí đi đồ mía đây này tụ đấy Thì ngà đông á thì em mà sao phụ em mà xí phụ rồi chú xinh ra đây em sao nhận lại biểu ra bà Bây giờ gì khám nhá đâu em nuôi sao mà thà phụ là Đi áo quên là đây lũ đi câu em xí nó xây chán là đó bà bị Đi lối lên lâu bảo mà bảo khám nhá đâu hả Cái anh này sao ra đó bây giờ gì bà dù nề vô sao ra Lũ đi nề vô khám nhá đâu sao để anh này mà bây giờ gì bà dù nề ra đâu Không vậy là Vì miêu ta đi thả phê Lũ nề vô anh này sao bị khám nhá đâu anh này bà dù nề ra đâu Tại vì đó số ra lên lù với bà biểu lù béo hóa ra đâu Khám nhá đâu béo lại ta là lù rồi nè bà để phải ya lù béo về mẹ lù Châu cả lù rồi đi mà cả vũ thiên nè nó Cả vũ thiên nè nó Đó là để cho tôi hỏi ra bây giờ gì lù đi nè bố sao để em bà dù đi nè đông số lù đi nè bà để phải ya đi Bây giờ gì không nhận là số cái lý đi à Đã đấy sao nè bà Qua ấy là lũ lên mà lũ này lũ này tới đây sang gió này để lũ phi vào quá lũ bây giờ gì khám nhà rồi sau đó là rồi lũ này ấy bây giờ gì nề đó bà dù rồi nề ra rồi cái lũ gió tới đây sang gió này nè nè mấy mẹ bây giờ gì gió này để lũ này tới đây sang khám nhà rồi ấy bà dù ga mía rồi Xin ra hè Ê mèo nô đau đế đô bà yuê xây đô bố hát đô cha bông đô chá bố đô Xin ra hè Bây giờ gì lũ nê vô sao để khám nhá đô lũ nê đô rê sang yô nê rê số đô Nê rê lũ nê đô rê sang bà dù gà mía đô Lũ ấp hiện ya ghé ra ngà biô nê ra hết Cái ấp biến mẹ xí ra thả bà rô lê Khám nhá đô alôn tí ra bà rê ấp biến mẹ xí ra đô Ngà ra gạo ụ ra gì bà gà đế chi ụ ra Cô là sẽ là lôi bà rê lụ đi Gà đế chi ụ ra Ngà rê
ခင်ဗျားတို့အိမ်ရှိတဲ့ခွေးတွေနွားတွေဝက်တွေမွေးတာတပြုံကြီးခင်ဗျားတို့လူတွေသုံးမှာဘူးဆိုလွန်းနေပြီသုံးမှာဘူးဆိုတာတောင်ပူးထွက်လာတာမဟုတ်တယောက်ချင်းထွက်တာဒါလောက်ထိအောင်ပြောမကောင်းပါဘူးကိုလွယ်ပါတယ်ဆိုတဲ့လူတွေအတွက်ကျုပ်ကစိတ်ထဲမှာတရားနာပိဋကဖယားစော်ကားတဲ့ထင်လုံးလို့ကျုပ်ပြောနေတာမှန်လားတရားနာပိဋကကြီးဒါကြောင့်တရားနာပိဋကကြီးအဲ့ဒီအပြင်ဘက်ရှိတာတွေထားပါတော့ခမည်းတော်လူနဲ့ရောနေတာကြုတ်ပြောမဲ့ဓကမကြီးတွေခမည်းတော်ခေါင်းပေါ်ဘာတွေပါတော့သမင်းနေအရင်ဖြေပါပိဋကကြီးခေါင်းပေါ်ဘာတွေပါတော့သမင်းနဲ့ဘာတွေရှိတော့မေးရအောင်မဲ့ဓကမကြီးကိုခမည်းတော်လူတယောက်ခေါင်းပေါ်မှာတန်းတကောင်နဲ့လားအများကြီးလားလူဖြစ်ရခဲ့တာကျုပ်ကတော့ပေါ်အောင်ပြောနေတုတ်လို့မနိုင်ဘူးတချို့မိန်းမတွေများဘုန်းကြီးတွေဆုံးခံကြွလာတာမမြင်ဘူးရှေ့ကမိန်းမနောက်ကမိန်းမကဒူးနှလုံးနဲ့ခွာရှေ့ကလူဇက်ကျိုးမတက်တကြွတ်တုတ်ဒီတဲ့ရှေ့ကမိန်းမကပြောတယ်ကောင်းလိုက်တာကိုယ်သက်ကြနှမျောတယ်သူများအသက်သက်တာကောင်းတယ်ဘာများသွားအရသာခံတယ်မသိဒါကြောင့်တရားနာပရိသတ်ကြီးခမည်းတော်ခေါင်းပေါ်ရှိတာကိုထားပါတော့အခုတီဟိုကကလေးမလေးဆိုနေတဲ့သချင်းကိုပြန်ကြည့်လိုက်ခန္ဓာကိုယ်ရဲ့ရှိတဲ့ပိုးတွေကိုရောက်လာပြီးပိုးအမျိုးပေါင်းဘယ်လောက်ပါလဲအကောင်ရေမဟုတ်ဘူးနော်အမျိုးရှိသေးတာဟဲ့လူဘဝရခဲ့ဖို့ကြည့်လိုက်စမ်းဒါကြောင့်ငါတို့တွေစားတဲ့အာဟာရကိုအဲ့ဒီပိုးကိုစားရအောင်တပုံခွဲပေးရသည်ဆိုတာဥလဝိဒဗျာနားထောင်လို့ကြားဘူးပါတယ်ပိုးစားလောင်ပြီးဆိုတာမှန်ရလားပြိဿကြီးဒီတော့တရားနာပြိဿကြီးပိုးအမျိုးတွင်80ပြိဿတမျိုးမှပြိဿကြီးဘယ်နှခုရှိတယ်ထင်တော့နှမျိုးမလုံးနဲ့လေတမျိုးတည်းဘယ်နှခုရှိတယ်ထင်တော့ခမည်းတော်လို့ပေါ့ဗျာအခုဒီတရားနာလာတာလူတွေပဲတမျိုးတည်းမှမဟုတ်ဘဲနဲ့ကိုင်းခမည်းတော်လည်းနှစ်ခုပဲဘာခုတော့ဆိုတော့ယောက်ျားတစ်ခုမိန်းမတစ်ခုဘုန်းကြီးလိုပညာတွေများနေပြီဘုန်းကြီးလည်းတစ်ခုပဲဦးစင်းလည်းတစ်ခုကိုရင်လေးလည်းတစ်ခုပဲအဖွားကြီးလည်းတစ်ခုပဲမိန်းမပြိုလေးလည်းတစ်ခုပဲပေါက်စာလေးလည်းတစ်ခုပဲတခုတည်းဘလောက်များချုပ်လိုက်တော့လဲနှစ်ခုပဲအဲသိရောပေါ့ခင်ဗျားတို့လိုတရားနာပရိသတ်ကြီးပိုးတမျိုးမှတရားနာပရိသတ်ကြီးတခုတည်းမဟုတ်ဘူးပိုးဒီကတခုပိုးမကတခုဘယ်နှခုလုံးပရိသတ်ဒီနှစ်ခုကဒီတိုင်းရနေရလားပရိသတ်ဘယ်နေမလို့မြခင်ဗျားတို့လိုပေါ့ဒီတစ်ခုကဟိုတစ်ခုလိုခြင်းဟိုတစ်ခုကဒီတစ်ခုလိုခြင်းကိုင်းခင်ဗျားတို့လိုပေါ့ဗျခင်ဗျားတို့ယောက်ျားကမိန်းမကိုလိုခြင်းမိန်းမကယောက်ျားလိုခြင်းလို့ရကြတယ်လို့သူတို့လည်းတစ်ခုနဲ့တစ်ခုလိုခြင်းလို့ရတော့ပရိသတ်ကြီးအဲ့ဒီနှစ်ခုကလည်းဒီတိုင်းရနေပါမလားဘယ်နေလိမ့်မတို့များအခုကြီးနှစ်ခုရှိမှတော့အခုသေးသေးလေးတွေထွက်လာခင်ဗျားတို့လိုပေါ့ဗျဒါကြောင့်တရားနာပရိသတ်ကြီးကလေးမလေးကဆိုနေသည်ဗါတဲ့ဆိုလိုက်စမ်းပါပိုးမျိုးရှိစေဒီယမိယာသာဖွာရမစင်စွန့်ရာပြောပါစွာနေကြတာဒုက္ခနာကိုကြီးထဲမှာဟေးလူတွေလိုပဲဗျသူတို့ကလည်းအိမ်အောင်ပြကြတယ်ဒုက္ခနာကိုကြီးကသူတို့မင်္ဂလာဆောင်မန်းတက်ကြီးကြလို့အိမ်အောင်ပြုကြတယ်အိမ်အောင်ပြုပြီးတော့အဲ့ဒီထဲတာဖွာကြတယ်တာဖွာတဲ့ဆေးရုံကြီးကြလို့ပြီးတော့သူတို့ကကျင်ကြီးကျင်ငယ်စွန့်ကြတယ်သူတို့ရမစင်အိုးအိမ်သားကြီးကြလို့ဟဲ့ဒုက္ခနာကိုကြီးကဒါကြောင့်တရားနာပရိသတ်ကြီးကလေးမလေးဆိုနေတဲ့သခင်ဖျားဖြစ်တယ်ဆိုတာဖေတော့မောင်တော့မဟုတ်ရဲ့လားပရိသတ်ကြီးဟုတ်ပါဘူးဆိုတာမှပိုးမျိုးရှိစေဒီယမိယာသာဖွာရမစင်စွန့်ရာပြောပါ
စွာနေကြတာတကယ်တမ်းတွေ့တော့ဆေးရုံကြီးရဲ့တန်ထမှာဒီနေရာအတော်ပါတယ်နော်စီးမပြေဘူးမအောင်မင်းနဲ့တကယ်တမ်းတွေ့တော့ဆေးရုံကြီးရဲ့တန်ထမှာတက်တန်ဒူနဲ့တက်အောင်မသူဒီတိုင်းသွားမှာကိုမဟုတ်ဘူးစီးမပြေဘူးအောင်မင်းမှာစိုးရင်လို့ကဲပါတယ်ဆိုလိုက်စမ်းမှာတကယ်တမ်းတွေ့တော့ဆေးရုံကြီးရဲ့တန်ထမှာအပုပ်နှံ့တွေလည်းပြီကမစင်ထီသောဥပမာနောက်ဆုံးမတော့ဤခန္ဓာအနှစ်ကင်းလို့နေပြန်တော့ငါပြောတော့ပမာတူလောက်တာကိုင်တရားနာပြိဿကြီးသဘောပေါက်ဗလားပြိဿဟေးဖျားဖြစ်တယ်ဆိုတော့အဲ့ဒီသချင်းတန်ကိုသားအဖရှေ့ရောက်ကြားတော့လေနှစ်ပင်ချေနဲ့ကဘာတသိမ့်ဖြစ်မှဖြစ်တော်မူကြတဲ့ဣစေကဗုဒ္ဓခေါ်တဲ့ဖယငယ်တွေဖြစ်ကုန်ကြသည်သံမုတ်စိတ်ရိပ်ပြီးဝါ60ရောက်မထေကြီးခဲ့သောသင်္ကန်းသပိတ်ပရိခယအပြည့်အစုံနဲ့ပြည့်စေကဗုဒ္ဓဖယားတွေဖြစ်ကုန်ကြသည်ဘယ်နှစုလုံးမိတ်သခန္ဓာကိုယ်ကြီးကလေးမလေးသချင်းသာမကြားတော့ကတော့သူတို့သဘောမပေါက်သေးဘူးပေါ့ပေါက်ရလားပြိဿဩအတိတရားတွေကွယ်ပြောက်အောင်အဝိဇ္ဇာကြီးကဖုံးထားတော့တဏှာသမှုရိယဆိုတာလေးနဲ့သူတို့ပျော်မွေ့ပြီးတော့လာကြသကိုပြိဿဒါကြောင့်ဒီခမည်းတော်ကျွတ်တို့ရဲ့ခန္ဓာကိုယ်ကြီးလည်းပဲခမည်းတော်ကျွတ်တို့မမုန်းသေးလို့ပါမယွန်သေးလို့ပါခန္ဓာကိုယ်ကြီးရဲ့အပြစ်ကိုမမြင်သေးလို့ပါပြိဿမြင်လာရင်ခင်တွယ်နိုင်ပါမလားပြိဿမသိသေးလို့ပါပြိဿသိရင်ကောင်းနိုင်ပါဦးမလားပြိဿအလေတချို့နဲ့သိရသားနဲ့ကောင်းနေတာအများကြီးပေါ့ဒီတော့တရားနာပြိဿကြီးမသိတော့ကကောင်းပေမဲ့လို့သိရင်မကောင်းမဲနဲ့မကောင်းမှန်သိလာရင်ပယ်ဖို့မတော်ဘူးလားပယ်ကြမောင်တုတ်ကြီးနဲ့မိအေးပယ်သွားတယ်လို့ပေါ့လေပြေးသားကြီးဘသူနဲ့ဘသူပယ်သွားတယ်လို့မောင်တုတ်ကြီးနဲ့မိအေးဟဲ့ပြေးသားကြီးဘသူနဲ့ဘသူတော့ကျွတ်တို့ဗမာပြည်ကမောင်တုတ်ကြီးနဲ့မိအေးမောင်တုတ်ကြီးကတန်တဲ့ပစ္စည်းတွေတရွင်းတို့ဒူးတို့ဒဇင်းတို့လှုပ်ပြီးရှမ်းပြည်ရှမ်းရွာသွားရောက်တကိုဗျသွားရောက်တော့တရားနာပြိဿရေသွားကန်ဒီမိအေးကမှားတယ်ကိုတုတ်ကြီးတဲ့သူများတိုင်းပြည်သွားရမှာနော်တဲ့ရှမ်းပြည်ရှမ်းရွာဆိုတာပညာသည်တွေပေါ်တဲ့သူများကြွေးတိုင်းလည်းမစားနဲ့ပြီးတော့လေသူများအရာကိုသူများမကြိုက်တဲ့နေရာကိုတုတ်ကြီးတော့ကျင်ကြီးကျင်ငယ်မစွန့်နဲ့နော်ကျင်ကြီးကျင်ငယ်စွန့်လို့သူတို့မကြိုက်တဲ့နေရာစွန့်ပြီးရင်ပြုတ်စားလို့တော်နဲ့ကြုံနဲ့ပြန်တွေ့ရမှာမဟုတ်ဘူးကိုတုတ်ကြီးကြုံမှားတဲ့စကားနားထောင်သွားပါမောင်တုတ်ကြီးကလည်းအေးပါကွယ်ငါသာပြောနေမင်းလည်းပဲအိမ်ထဲကအိပ်ပြင်းမထွက်နဲ့နော်မင်းကသနာခါတွေဖုံလုံးအောင်လိမ့်ပြီးတော့ထွက်လဲတတ်တယ်ငါမရှိတော့မင်းကြိုက်တတ်တဲ့သနာခါမလိမ့်မဲထားပိုးကောင်းတော့နှမရဲ့ဟိုလူတွေတလောက်ပြောမထင်ပါဘူးကျုပ်ကရှာရှည်နေတာပြောလေကလားလို့ပေါ့ဗျာကဲတရားနာပြည့်သားမိအေးကရေစာရင်တောက်ဖို့ရလှဲနှောင်ပြီးဝါးကြည့်တော့ချိတ်ပေးလိုက်သွားပြီမောင်တုတ်ကြီးရှမ်းပြည်ရှမ်းရွာရောက်တော့တရားနာပြည့်သားနောက်ဖေးသွားခြင်းမြို့ပြည့်သားမောင်တုတ်ကြီးပါသွားခြင်းသူများအတိုင်းပြေကျင်ကြီးကျင်ငယ်မစွန့်နဲ့တဲ့မိအေးမှားလိုက်နောက်ဖေးကလည်းသွားခြင်းဒုက္ခပဲအလေအပြန်မိအေးနဲ့တွေ့မှာမဟုတ်ဘူးဒါကြောင့်လူပြူစားမခံရအောင်ရေစာရင်တောက်ဖို့ချိတ်ပေးလိုက်တဲ့ဝါးကြည့်တော့ထဲမောင်တုတ်ကြီးနောက်ဖေးတွေသွားပြီဖြစ်တယ်လို့သွားတာပေါ့ပြိဿနောက်ဖေးတွေသွားပြီးတရားနာပြိဿရှမ်းပြေလှဲ့ရောက်လိုက်တာဒါကြီးကမဲပြီးတော့ပြန်လာတော့လည်းမသွန်မိဘူးဗမာပြည်ပါလားပြိဿကြီးပါမလားဘူးလားပြိဿပါလာတော့တရားနာပြိဿအိမ်ရောက်ပြီးအေးကကိုတုတ်ကြီးမလီတော့ချိုးတဲ့တန်နေနဲ့ရေလေးမိုးလေးချိုးကြည့်အောင်လေ
မောင်တော်ကြီးကရေမိုးချိုးထွက်သွားမိအေးကတရားနာပြည်သားလှဲပေါ်တက်ပြီးလက်ဆောင်ရှာတာပေါ့လှဲပေါ်တော့လက်ဆောင်မတွေ့ဘူးလှဲနောင်ပြီးရောက်တော့ဝါးစီတော့ငုံနှမ်းလိုက်ရက်ကကြာအနံ့ကပြောင်းနေတော့မိအေးအထင်မှားကြည်စံကိုတုတ်ကြီးငါချစ်ရှာလုံးလို့ရှမ်းပြေရှမ်းရွာကရှမ်းပဲဘုတ်တွေလက်ဆောင်ယူလာခဲ့မာပဲကြော်မပဲဆိုပြီးတော့မောင်တုတ်ကြီးပြန်မလာခင်မီလေးဖိုးတဲ့အိုးလေးဆေးကြော်ပြီးတော့ဖိုးပေါ်တက်လိုက်စီနဲ့ကျက်သွန်လေးလှီထဲကျက်သွန်နဲ့စီကျက်လောက်တော့မှတရားနာပြည်သားမိအေးကဝါကြည်တော့ထဲကရှမ်းပဲဘုတ်တွေအကုန်သွန်ထဲလိုက်ညွန်တန်လေးထွက်လာတော့ဘေးအိမ်တွေကမေးတယ်ဟဲ့မိအေးကြီးဘာတွေကြောနဲ့မွှေးလာကြည်လားအိမဲကိုတုတ်ကြီးရှမ်းပြည်ကယူလာတဲ့ရှမ်းပဲဘုတ်ဘေးအိမ်တွေကပြောတယ်အေးတဲ့တို့လည်းလက်ဆောင်ပေးပါဦးတဲ့ပါရကဝါကြည့်တော့တလုံးနဲနဲရဲတဲ့များများတော့ပေးနိုင်ဘူးတဲ့ကြက်လောက်မှပကံနဲ့လာခဲ့တစွန်းစီပဲတော်ရေးတဲ့ရှမ်းပဲဘုတ်လည်းကြက်ရောတရားနာပြည်သားဘေးအိမ်တွေကလာတော့တစွန်းစီလက်ဆောင်မျှပေးလိုက်ကြော်ပြီးမှတော့စားရုံရှိတာပြန်လာပြီမောင်တုတ်ကြီးပြန်လာတော့ထမင်းမွဲပြင်းပြီးတော့ရှမ်းပဲဘုတ်တွေတရားနာပြည်သားအလဲတဲ့ပကံကြီးနဲ့ခလဲကောင်ကမမမြတ်မြတ်ပေါ့မိအေးကလင်းကိုယိုသေးတော့တရားနာပြည်သားဥဖြာဖြာဇွန်းနဲ့မောင်တုတ်ကြီးပကံများတဲ့ပုံပေးလိုက်မောင်တုတ်ကြီးကဘာပြောကောင်းမလဲတရားနာပြည်သားကောက်လွေးလိုက်လွေးရင်မောင်တုတ်ကြီးကပြောတယ်ဟေးမိအေးဘာတော့မင်းရင်တော့ငါတလောက်မချစ်အောင်မေတော့ဆန်းလို့တော့ချစ်လို့ယူလာမဟုတ်ဘူးတဲ့မင်းနဲ့ငါနဲ့ရလာတာကြာပြီအရင်တော့ကမင်းငါတလောက်ကောင်းတဲ့ဟင်မျိုးချက်မကျွေးအတော်ရတာတွေ့ကောင်းတယ်ဆိုပြီးတော့လေအိမ်ကြရှမ်းပဲဘုတ်တွေလှုပ်စားမနေပါနဲ့ဒါနဲ့တရားနာပြည်သားရေမောင်တုတ်ကြီးကစားရင်ဝါရင်နေပါဦးကွယ်မင်းရင်တော့ငါတလောက်မချစ်ဘူးဒီဟင်းမျိုးမင်းငါတခါမှချက်မကျွေးဘူးအောင်မေတော့ဒီဟင်းမျိုးချက်ကျွေးရအောင်တော့ကလည်းဘယ်တော့မှဒီလိုလက်ဆောင်ကောင်းယူခဲ့ဘူးလို့စားရင်ဝါရင်ပြောနေတာပေါ်ကြတော့မှနောက်မိအေးကလည်းလွေးမဲတော်ပြောတာလည်းမပြောနဲ့ကောင်းတကူတော့ဒါပတိတော်ပါလာတယ်လက်ဆောင်ဟေးမိအေးတော်ငါလည်းဘာလက်ဆောင်မှမယူခဲ့ဘူးမဲတော်မသိကြအောင်ဆောင်းမနေပါနဲ့တဲ့တော်ယူလာတဲ့ရှမ်းပဲဖို့ဟေးဟဲ့မိအေးနေအောင်ညီးပြောလို့သာရှမ်းပြေရှမ်းရွာသွားရှမ်းပဲဖို့ငါတောင်မစားခဲ့ရမေတော်ကမသိကြအောင်ဆောင်းမနေပါနဲ့တဲ့လှဲနောက်ပြီးဝါးကြည့်တော့ထဲတော်ချိတ်လာတဲ့ဘာပြောကောင်းမလဲမောင်တုတ်ကြီးမောင်တုတ်ကြီးအာမဟဲ့ဟုတ်တော့ကိုတုတ်ကြီးဘာဖြစ်လို့အနာတော့ကျုပ်လည်းစားပြီးပြီတော့အာမိအေးရောတဝုံဝုံနဲ့အန်လိုက်တာသူတို့ပဲလို့ပဲအညပဲမဲလို့ဘေးအိမ်တွေကလည်းဟင်းစားကောင်းတဲ့အကြောင်းလာပြောအော်ဖြစ်မှဖြစ်ရမယ်မာဗလားဆိုအသင်းနဲ့အဖွဲနဲ့တဲကြောက်เสียကောင်းဟဲ့မောင်တော်ကြီးနဲ့မိအေးဟဲ့မောင်တော်ကြီးဗျာကွယ်ရှမ်းပြေကမင်းယူလာတဲ့ရှမ်းပဲဘုတ်စားကောင်းဟောဗျာထုတ်ကောင်းပဲဟင်မင်းဖေးနေပေးကလားအာသူတို့တောင်းလို့ကြုံလဲတစွန်းဟင်ထုတ်ကောင်းပါပဲဟာအော်နဲ့အာတော့ဟဲ့မောင်တော်ကြီးဗျာမင်းတော်ဟ
မင်းတို့ညီတို့ဘာလို့အညာတာတော့မောင်တို့ကြီးကပြောတယ်ညာမေးမနေပါနဲ့မပြောပါရစေနဲ့ခင်ဗျားတို့အပြန်ရတော့နေပါဦးကမင်းတို့ဘာလို့အနာတော့ကိုင်းများမထူးပါဘူးစားမိတဲ့လူချင်းဆိုတော့ပြောရတော့မှာပေါ့ခမည်းတော်ပေးလိုက်တာရှမ်းပဲဖို့မဟုတ်ဘူးဟင်ဘာတွေတော့ဒူလဲစားပြီးပြီအဲ့ဒါရှမ်းပဲဖို့မဟုတ်ဘူးဗျို့မိအေးကသူများအတိုင်းပြေကျင်ကြီးကျင်ငယ်မစွန့်နဲ့ရှမ်းပြေကလူပြူစားလိုက်မယ်ဆိုပြီးတော့လှဲနှောင်ပြီးဝါးကြည့်တော့ချိတ်ပေးလိုက်တယ်ဗျရေစာရင်တောက်ဖို့အေးလေရေတောက်ဖို့ချိတ်ပေးတာနဲ့ရှမ်းပဲဖို့နဲ့ဘာဆိုင်တော့ကွဗျာကျုပ်ကသူများအရာကျင်ကြီးကျင်ငယ်မစွန့်ရတော့အဲ့ဒီဝါးကြည့်တော့ထဲကျုပ်နောက်ဖေးသွားလာတာဟေးအဲ့ဒါနဲ့ရှမ်းပဲဖို့နဲ့ဘာဆိုင်တော့ကွဗျာအဲ့ဒါမိအေးကဝါးကြည့်တော့ထဲကနောက်ဖေးတွေရှမ်းပဲဖို့မှတ်ပြီးအာဖေးငါတော့ကုန်ဝိုင်းအောင်ညလက်နိုင်ပြီးအံလိုက်ကြတာတရားနာပိဋကတဝေါဝေါနဲ့တော်ပါသေးရဲ့တရားနာပိဋကသူတို့ဘုန်းကြီးကြောင့်ဆုံးရင်မထဲလို့လိမ်မျိုးပြောခြင်းပြောရော့ကိုယ့်ဘက်ကတော့လွတ်အောင်ရှောင်မဒါပတိဒီလိုပါတရားနာပိဋကဟိုမောင်တုတ်ကြီးကညနေပိုင်းပြန်လာတော့ညနေစာဆိုတော့ဘယ်အကြောင်းဆုံးရင်လောင်းဖြစ်လေမနေ့ပိုင်းဆိုရင်ပါခြင်းပါလာဦးဒီတော့မှတရားနာပိဋကကြီးမစင်မှမသိတော့ကကောင်းတယ်ဘာလို့ကောင်းပါလဲညော်နံကလေးကဖုံးထားတော့မစင်နှမပေါ်စားပြန်တော့လေအရသာကရှိနေသည်ဒါကြောင့်တရားနာပိဋကကြီးခမည်းတော်ကျွတ်တို့လေမောင်တုတ်ကြီးကိုစံထားလို့လင်မယားနှစ်ယောက်နဲ့ဘွေအိမ်နေဟောတရားနာပိဋကနောက်ထပ်အရင်တုန်းကတော့ဖြင့်မစင်မှန်းမသိလို့စားခဲ့တော့လေမစင်မှန်းလဲသိရောကြောတဲ့ဒဲအိုးခတ်တဲ့ပကံစွန်းအကုန်လုံးစီယိုတဲ့လွှင့်ပစ်ပါတယ်ဗျာနောက်ထပ်စားသေးလားပိဋကကြီးမစင်မှန်းမသိလို့ကောင်းပေမဲ့လို့တရားနာပိဋကကြီးမစင်မှန်းသိလာတော့ကောင်းသေးရဲ့လားမစွန့်ပစ်ကြဘူးလားဒါကြောင့်ခမည်းတော်ကျွတ်တို့ခန္ဓာကိုယ်ကြီးလဲခုနှစ်ငါတော့ငါဖျားဖြစ်အောင်ဆိုလိုက်တဲ့ကလေးမလေးဆိုတဲ့သချင်းလူများသဘောကျပြီးတော့သာအဖရှိရောက်ပြည့်စေကဗုဒ္ဓတွေဖြစ်ကုန်သလိုဒီခန္ဓာကိုယ်ကြီးယွန်းမမုံမကြောက်မလန့်မအခုတော့ခမည်းတော်ကျွတ်တို့တွေကအဝိဇ္ဇာဆိုတဲ့ညှော်နှံကလေးဖုံးထားတော့တဏှာဆိုတဲ့အရာသာကိုကောင်းတယ်လို့ထင်နေကြပါသည်မှန်လားပိဋကကြီးမှန်ပါဗျာဒါကြောင့်ပိဋကကြီးအဝိဇ္ဇာညှော်နှံကြီးကိုဖြင့်ခမည်းတော်ကျွတ်တို့ပညာဆိုတဲ့အလင်းရောင်နဲ့ယူပြီးတော့တရားနာပိဋကကြီးစွန့်ပစ်ဖို့မတော်ဘူးလားပိဋကမှန်ပါဗျာတဏှာသမှုရိယကြီးခွာဖို့မတော်ဘူးလားမှန်ပါဗျာတော်တယ်ဆိုရင်ဖြင့်တချင်းတန်ကြလို့ပြီးဟိုမှာဖျားဖြစ်တဲ့ဇလန်းဒီရှေ့ပိုင်းမှာအခုနေထိတန်းသွားပါပြီဗျာ